အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ငရုတ်ပွားကြော်ဟင်းလေးချက်ပြသွားမှာဖြစ်ပါတယ်ငရုတ်ပွားကြော်ဟင်းပြုလုပ်ရန်အတွက်ကျွန်တော်ကတော့အခုလိုဈေးသက်သာတဲ့ငရုတ်ပွားလေးတွေကိုပဲချက်ပါမယ်ငရုတ်ပွားတောက်လေးတွေကိုလေးစောင်းအနေထားလေးပြီးရပါမယ်ကြက်သွန်ဖြူအမွှာအနှဲငယ်နဲ့ကြက်သွန်နီတစ်လုံးကိုစီတန်းနှစ်အတွက်အသုံးပြုပြီးကြက်သွန်ဖြူလေးတွေကိုအခုလိုတပြားရိုက်ပါမယ်ကြက်သွန်နီကိုခွန်လွှာပြီးခုလိုအနေထားလေးပဲပြီးပါမယ်ပြီးရင်တော့တပြားရိုက်ထားတဲ့ကြက်သွန်ဖြူလေးတွေကိုခွန်လွှာပြီးပါမယ်ဒီစိန်ထားတဲ့ပစွန်ကြောက်လေးတွေနဲ့ကြက်သွန်ဖြူကြက်သွန်နီတို့ကိုဆက်လေးနဲ့ပဲခုလိုကျိတ်လိုက်ပါမယ်ကျိတ်ပြီးသားပစွန်ကြောက်ကြက်သွန်ဖြူနီတို့ကိုစင်တဲ့ပကံလေးနဲ့ထည့်ထားပါတယ်တဲအိုးကိုမီးအပူစပေးပါပြီစီနှဲငယ်ထည့်ပြီးရောကျိတ်ထားတဲ့ကြက်သွန်ဖြူနီပစွန်ကြောက်လေးတွေကိုစီတက်ရပါမယ်စီတက်အရောင်လေးအတွက်နန်းနှမုတ်အနှဲငယ်ထည့်ပါအခုလိုနေထားလေးဖြစ်လာရင်တော့လှီးထားတဲ့ငရုတ်ပွားလေးတွေကိုထည့်ပြီးမှုတ်ပေးရပါမယ်အချုံမုတ်စားနဲ့အသားမုတ်အနှဲငယ်ထည့်၍အရသာသမပေါ်မှုတ်ပေးရပါမယ်ကြက်သွန်ဖြူနီနဲ့ပစွန်ကြောက်လေးတွေကိုကြိတ်ထားတဲ့ခွက်လေးကိုရေချင်းပြီးအခုလိုထည့်၍မှုတ်ပေးရပါမယ်ဒေဝဖုံးလေးကို3မိနစ်လောက်ခဏအုပ်ထားပေးပါမယ်ထည့်ထားတဲ့ရေခမ်းသွားရင်တော့ငရုတ်ပွားအချိုကျော်လေးကိုစားသုံးနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာ